ရဲအင်းအောင်ရဲ့ပွဲဦးအတွက်ကိုတကယ်နဲ့အားပေးဝန်းရံကြားဖို့မြန်မာပရိသတ်တွေကိုတောင်းဆိုလိုက်တဲ့ Binan Training Camp ပရိသတ်များလုံးမင်္ဂလာပါများလက်ဝဲ Supreme ကတင်ဆက်နေပါတယ်။လာမယ့်ဖေဖော်ဝါရီ6ရက်နေ့ညမှာရှင်မြန်ထိုးသက်မဲ့ One Friday 5ပွဲစဉ်မှာမြန်မာပရိသတ်ရဲ့ချစ်တော်ရဲအင်းအောင်ပါဝင်ရှင်မြန်သွားမှာဖြစ်ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးရဲအင်းအောင်လေ့ကျင့်လျက်ရှိတဲ့ကမ္ဘာကျော် Binan Training Camp ကနေပြီးတော့မြန်မာပရိသတ်တွေကိုတကယ်နဲ့အားပေးကြဖို့တရားဝင်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ Binan Training Camp ဆိုတာကကမ္ဘာ့ဆင့်မီလက်ဝဲစခန်းတစ်ခုဖြစ်ပြီးတော့နာမည်ကျော် fighter ပေါင်းများစွာကိုမွေးထုတ်ပေးနေတဲ့နေရာဖြစ်ပါတယ်။ဒီလိုစခန်းကြီးတစ်ခုကနေရဲရင်အောင်အတွက်တည်တံ post တင်ပြီးတော့အားပေးဖို့တိုက်တွန်းနေဆိုတာကတာမန်ကိစ္စမဟုတ်ပါဘူး။ Vinam အနေနဲ့ရဲရင်အောင်ရဲ့လက်ရှိလက်စွမ်းနဲ့လေ့ကျင့်မှုရလဒ်တွေပေါ်မှာအပြည့်အဝယုံကြည်မှုရှိနေဆိုတာပြသလိုက်တာပါ။သူတို့တင်ကြားပေးလိုက်တဲ့နေ့နှစ်တွေရဲရင်အောင်ရဲ့ကြိုးစားမှုတွေကပွဲနေ့မှာအရာထင်လာမယ်လို့သူတို့ကမျှော်လင့်နေကြပါတယ်။ Vinam ကစီးပွားပြစခန်းတက်တက်မဟုတ်ဘဲနဲ့ကစားမားတွေကိုမိသားစုဝင်တွေလိုစောင့်ရှောက်တဲ့အစဉ်လာရှိပါတယ်။ရဲရင်အောင်ကိုသူတို့ရဲ့ကိုစားပြု fighter တယောက်အနေနဲ့ဂုဏ်ယူစွာထုတ်ပေါ်ပြသလိုတဲ့သဘောလေးဖြစ်ပါတယ်။မြန်မာပရိသတ်ရဲ့အားပေးမှုအရှိန်ဟုန် passion က One Championship မှာဘယ်လောက်ထိရောက်မှုရှိလဲဆိုတာ Vinam ကကောင်းကောင်းသိပါတယ်။အဲဒါကြောင့်ပရိသတ်အင်အားနဲ့ရဲရင်အောင်ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးခြင်းနဲ့ရည်ရွယ်ချက်လည်းပါဝင်ပါတယ်။ရဲရင်အောင်ကဒီပွဲအတွက် Binan Training Camp မှာတေချာပြင်ဆင်ပြီးတော့ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပါတယ်။မြန်မာရွာလက်ဝဲအခြေခံရှိတဲ့ရဲရင်အောင်ကို Vinam ကမွေထိုင်းစီးမင်းနေနဲ့ကာညီမဲ့အမှတ်ယူနီးကာကွယ်နည်းတွေကိုအဓိကထားသင်ကြားပေးမှာသိကြပါတယ်။ရဲရင်အောင် RWS လို့ပွဲမျိုးတွေမှာတက်ထိုးမှုတာကြောင့်သူတို့မွေထိုင်းဆိုတာကအစိမ်းတက်တက်ကြီးဖြစ်နေမှာမဟုတ်လို့တင်ကြားရတာပိုလိုခီရောက်နိုင်မှာသိကြပါတယ်။ Vinam မှာကမ္ဘာ့ဆင့် fighter တွေထိုင်းလက်ဝဲကျော်တွေရှိတဲ့အတွက်ရဲရင်အောင်နေနဲ့အည်သွေးမြင့် sparring partner တွေနဲ့လေ့ကျင့်ခွင့်ရခဲ့ပါတယ်။ဒါကသူ့ရဲ့တုံ့ပြန်မှုနဲ့ယုံကြည်ချက်ကိုအများကြီးတိုးတက်စေပါလိမ့်မယ်။ Vinam ရဲ့နာမည်ကျော်ကျန်းခိုင်ရေးစီစဉ်တွေကရဲရင်အောင်ရဲ့တက်လုံးကိုအကောင်းဆုံးအနေထားရအောင်လို့ပံ့ပိုးပေးမှသိကြပါတယ်။သုံးကြီးလုံးလုံးအချိန်မသက်ဘဲနဲ့ထိုးနိုင်မှုပြင်ဆင်ထားလို့ယူဆရပါတယ်။ဒီပွဲကရဲရင်အောင်အတွက်ရိုးပွဲတစ်ပွဲမဟုတ်ပါဘူး။သူ့ရဲ့ကစားမဘွားရှေ့ဆက်တက်လန်းကြောင်းအတွက်အဆုံးဖြတ်ပေးမဲ့ပွဲတစ်ပွဲဖြစ်လာနေပါတယ်။ပြိုင်ဘက်ကယိုဟန်ဂါဇာလီဖြစ်နေတာကြောင့်ရဲရင်အောင်အတွက်ကြီးမားတဲ့စိန်ခေါ်ချက်ဖြစ်ပါတယ်။နိုင်ခဲ့ရင်ရဲရင်အောင်ရဲ့နာမည်ကကမ္ဘာ့ဆင့်ကိုတမုတ်ချင်းတက်လန်းသွားမှာပါ။ဒီပွဲမှာသာလက်စွမ်းပြနိုင်ခဲ့မယ်ဆိုရင်ဘောနက်ဆုမျှော်လင့်လို့ရနိုင်တဲ့အပြင်စားချုပ်လမ်းကြောင်းလည်းကောင်းကောင်းပွင့်သွားပါလိမ့်မယ်။လက်ရှိမှာမြန်မာဖိုက်တာတွေ1မှာရလက်ပိုင်းမတည်မြင်ဖြစ်လို့နေပါရီဒါပေမဲ့ကျော်စော်ဝင်းက1 Championship ပွဲဥအတွက်မှာမူကာဆဲတို့ကိုပြက်ပြက်သားသားအနိုင်ယူခဲ့ပြီးတော့အားလုံးရဲ့အတိအမှတ်ပြုမှုကိုရရှိခဲ့ပါရီရဲရင်အောင်အနေနဲ့လည်းသူ့ရဲ့စီနီယာအကိုကျော်စော်ဝင်းလိုပဲနိုင်ငံကုန်မြင့်တင်ပေးဖို့ဆန္ဒပြင်းပြနေမှာပါ။ Vinam ကတိုက်တွန်းသလိုပါပဲမြန်မာပရိသတ်ရဲ့အားပေးမှုကရဲရင်အောင်အတွက်အပိုဆောင်းစွမ်းရင်ဖြစ်လာပါလိမ့်မယ်။ပွဲမတိုင်ခင် Facebook Instagram တို့မှာအားပေးစကားပြောတာပုံတွေ share ပေးတာကကစားမကိုစိတ်သက်ခွန်အားဖြစ်စေပါရီပွဲရင်ရောက်လာတဲ့အခါ online ကနေကြည့်ရှုအားပေးတာကွင်းထဲထိတွားရောက်အားပေးတာတွေကရဲရင်အောင်ကိုအထီးကျန်မဆန်းစေဘဲနဲ့ငါးနောက်မှာငါးလူတွေရှိတယ်ဆိုတဲ့ယုံကြည်ချက်ကိုပေးပါလိမ့်မယ်။ပွဲရလက်တွေဘလို့ပဲထွက် fighter ကိုအပြစ်တင်တာထက်အားပေးကူညီတဲ့စကားတွေလိုအပ်ချက်တွေကိုထောက်ပြတဲ့စကားတွေကသူ့ရဲ့အနာဂတ်အတွက်ပိုကောင်းပါမှာ။ချုပ်တော့ပြောရရင်တော့ဖေဖော်ဝါရီလ6ရက်နေ့ညဟာမြန်မာပရိသတ်တွေအတွက်အရေးပြတ်ခံရကြိုးနာမည်ညတညဖြစ်လာမှာပါ။ Binan Training Camp ကတော့တရားဝင်ကြေညာထုတ်ဖော်ပြောကြားပြီးတော့အားပေးဖို့တိုက်တွန်းထားတဲ့အတွက်ရဲရင်အောင်ရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်မြင်တွေ့ရဖို့တေချာသလောက်ရှိနေပါလိမ့်များ။ရဲရင်အောင်ရဲ့ကြိုးစားမှု Vinam ရဲ့တင်ကြားမှုနဲ့မြန်မာပရိသတ်ရဲ့တခဲနဲ့အားပေးမှုတို့ပေါင်းဆက်လိုက်တဲ့အခါမှာလာပါတဲ့နိုင်ပွဲတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်လို့ယုံကြည်မိပါလိမ့်များ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။